အိယာပေါ်မှာမကြာခဏကြုံတွေ့တတ်တာကအိမ်နေရင်နဲ့နှာရည်ယူတဲ့အခါတီရှူးကိုရှာမတွေ့နိုင်ပါဘူးဒါပေမဲ့ခေါင်းဖုံကိုအပေါက်သေးသေးလေးတခြားညက်ပြီးအထဲမှာတီရှူးတို့ကိုထည့်ထားလိုက်ရင်တော့သုံးချင်တဲ့အချိန်မှာအဆင်ပြေဆုံးသုံးလို့ရပြီဖြစ်ပါတယ်မတ်တက်တဲ့အခါမှာလည်းအသက်ရှူရခတ်တဲ့ပြဿနာကြုံတွေ့ရတတ်ပါတယ်ဒါဆိုရင်မတ်ကိုမျက်နှာချင်းဆိုင်ခောက်ပြီးတော့အပေါက်လေးဖောက်လိုက်ပြီးဆိုရင်တော့အသက်ဝဝရှူလို့ရပြီပဲဖြစ်ပါတယ်နေအရန်ပူလို့မျက်နှာတွေနီလောင်မှာကိုကြောက်စရာမလိုပါဘူးစပင်ကိုလှလှပပလေးဒီတိုင်းစီးလိုက်မယ်ဆိုရင်နီလောင်ပြီးမဲသွားမှာကိုစိတ်မပူရတော့ပါဘူးစမတ်ကြနဲ့လိုက်လျောညီထွေဖြစ်ဖြစ်နေနိုင်ပါပြီ။ကောင်မလေးကမနက်စောစောထားပြီးအိမ်တန်းရှင်းလုံနေပါတယ်။မင်းညာကမိုးအကြီးကြီးရွာထားတဲ့အတွက်တရွက်တွေအများကြီးကျွေထားပါတယ်။တမျက်စီးနဲ့လဲပြီးမှပဲနေလို့ကောင်းတော့တယ်။သူတန်ရှင်းလုပ်ပြီးတာနဲ့ဇလုံးတစ်လုံးယူပြီးတော့အိမ်ရှိကအိုင်စီသွားလိုက်ပါတယ်။ဒီနေရာမှာငရှင်းတွေကိုဖမ်းပြီးတော့တွားရောင်းဖို့လုပ်နေပါတယ်။သူနေရာရောက်တာနဲ့ရှိုနေကနေပြီးတော့ငရှင်းတွေအများကြီးကိုဖမ်းလိုက်ပါတယ်။သူပုံစံကြည့်လိုက်ရင်တော့ငရှင်းဖန်ရတာတော်တော်လေးကိုကျွမ်းနေပါပြီ။ဒီအိုင်ကအကြီးကြီးမဟုတ်ဘူးဆိုပေမဲ့ငရှင်းတွေအများကြီးရှိပါတယ်။လူတချို့ကတော့ငရှင်းကိုကင်တော့မကန်ရဲပါဘူး။အမှန်တကယ်တော့ငရှင်းကအဟာရရှိတဲ့အသားတစ်မျိုးဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့သူ့ရဲ့ဈေးနှုန်းကလည်းမြင့်ပါတယ်။ဒီနေ့မှကောင်မလေးကတော့ပတ်စံအများကြီးရမယ်ပုံပေါ်နေပါတယ်။ငရှင်းဖန်တဲ့အလုပ်လည်းမလွယ်ပါဘူး။သူ့နီးနဲ့သူစနစ်ကြကြဖန်ရပါတယ်။ငရှင်းရှိလောက်တဲ့အပေါက်ကိုအရင်ရှာပြီးတော့ပပတ်လက်ကရှုံတွေကိုဖယ်ပြရပါတယ်။တခုခုထူကြတာမရှိရင်တော့အထဲမှာငရှင်းတစ်ကောင်ရှိလောက်ပါတယ်။ကောင်မလေးရဲ့ကြိုးစားမှုအောင်မှာငရှင်းတွေကစလုံးတဝက်ရှိလာပါပြီ။သူလည်းကျွမ်းကျင်နေပြီဖြစ်တဲ့အတွက်နေရာတိုင်းမှာလိုက်တူးစရာမလိုတော့ပါဘူး။ငရှင်းရှိလောက်တဲ့နေရာကိုပဲတူပါတော့တယ်။ကောင်မလေးကတနားရီလောက်တူပြီးတော့အိမ်ပြန်လိုက်ပါတယ်။ကိုယ့်ရဲ့ခြေထောက်တွေလက်တွေကိုအရင်ပြောင်းစီလိုက်ပါတယ်။နေ့လယ်ပိုင်းကျရင်တော့ဒီငရှင်းတွေကိုယူပြီးတော့သွားရောင်းလို့ရပါပြီ။အရေးအတွက်အရန်များတဲ့အတွက်ကောင်မလေးကလမ်းလျှောက်သွားလိုက်တယ်။ငရှင်းသားကိုလူကြိုက်များပါတယ်။ခါတိုင်းနဲ့ရှိရင်ဒီနေ့ရဲ့ငရှင်းကတိတ်မများတဲ့အတွက်သူကရွာထိပ်မှာပဲသွားရောင်းလိုက်ပါတယ်။သူ့ရဲ့စီးပွားရေးအခြေအနေလည်းအရန်ကောင်းပါတယ်။စီးထဲမှာတပေါင်း40-50ရွမ်ဖို့ကိုကောင်မလေးက30ရွမ်နဲ့ရောင်းပေးပါတယ်။အဲဒါကြောင့်မို့လို့ငရှင်းတွေရောင်းမကုန်ပါကိုသူကြောက်စရာမလိုပါဘူး။သူယူလာတာကလည်း9ပေါင်10ပေါင်လောက်ပဲရှိတာပါ။လာဝဲတာနောက်ကျသွားရင်တော့မကြံတော့တော့ပါဘူး။အခုချိန်မှာတပေါင်း2ပေါင်စာပဲကြံပါတော့တယ်။ဒါတွေကလည်းခနာလီနဲ့ကုန်သွားပါတယ်။ငရှင်းရောင်းကုန်သွားပြီးတော့အချိန်စောသေးတဲ့အတွက်ကောင်မလေးကရေကန်သားရောက်လာပါတယ်။ကန်တွေကနေငါးတွေကိုဖမ်းပြီးတော့တွားရောင်းဖို့ပြင်ပါတယ်ပထမဆုံးတကြောငါးဖမ်းပိုက်ကုန်းပေါ်ရောက်လာတဲ့အခါငါးအများကြီးပါလာပါတယ်အများကြီးရောင်းရလို့သူကရေထဲမှာနိုင်ဝက်လောက်ဆက်ဖမ်းလိုက်ပါတယ်ဒီကန်ကတောရဲကကန်ပဲဖြစ်ပါတယ်အထက်ကငါးတွေကိုလည်းဘယ်သူမှအစာကျွေးလေးမရှိပါဘူးဒါပေမဲ့လည်းငါးတွေကအရန်ဝပါတယ်သူငါးလာဖမ်းရတဲ့အကြောင်းရင်းကတော့အခုတလောငါးရဲ့ဈေးနှုန်းတွေကအရန်မြင့်နေလို့ဖြစ်ပါတယ်ငါးဖမ်းပြီးတာနဲ့အင်ကိုကြောပိုးသွားလိုက်ပါတယ်သူရဲ့အင်ကိုရောက်တာနဲ့ခန္ဓာကိုယ်ဘောကအညစ်အကြေးတွေကိုအရင်ရီလောင်ပစ်ပါတယ်ပြီးတဲ့အခါမှာတော့သွားရောင်းလို့ရပါပြီဒီနေ့ကောင်မလေးကဈေးအောင်ထွက်တာ2ခေါက်ရှိပါပြီမနက်တုန်းကရောင်းတဲ့နေရာကိုရောက်လာပြီးတဲ့အခါမှာတော့အသီးအိမ်ကနေရေယူလိုက်ပါတယ်ပြီးရင်တော့ငါးတွေကိုထုတ်ရောင်းလို့ရပါပြီဒီငါးတွေကိုဈေးထဲမှာသွားဝယ်ရင်တော့တပေါင်း10ရွမ်ပေးရမှာဖြစ်ပြီးတော့ကောင်မလေးစီမှာလာဝယ်ရင်တော့9ရွမ်ပဲပေးရပါတယ်အဲဒါကြောင့်မို့လို့လာလူဝယ်တဲ့ရွာသားတွေကလည်းအရန်များပါတယ်ဈေးသွားစရာမလိုတဲ့အပြင်ဈေးနှုန်းလည်းတက်တာတဲ့အတွက်အရန်ရောင်းကောင်းပါတယ်သူလာရောင်းတဲ့အချိန်နောက်ကျသွားပြီးတော့မိုးချုပ်ခံနေပြီးမလို့သူလည်းမြင်မြန်ရောင်းပြီးတော့ပြန်မှဖြစ်ပါတော့မယ်တော်သေးလို့ပေါ့နောက်ဆုံးမိုးမချုပ်ခင်မှာရောင်းလို့ကုန်သွားပြီးတော့အင်ကိုလမ်းလျှောက်ပြန်သွားလိုက်ပါတယ်